ခုဗီဒီယိုကလည်းမဖွင့်တတ်ဘူးဆိုတဲ့လူတွေလိုက်ကြည့်ပါတစ်ဆင့်ချင်းလို့ပြထားပါတယ်လောရင်ဝင်မယ်ဖုန်းနံပါတ်နဲ့လည်းဝင်လို့ရတယ် Gmail နဲ့လည်းဝင်လို့ရတယ် Facebook account နဲ့လည်းဝင်လို့ရတယ်ကျွန်တော်ဖုန်းနံပါတ်နဲ့ဝင်မှာဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ကိုဖြည့်မယ်ဖြည့်ပြီးတော့ next ကိုနှိပ်မယ်next ကိုနှိပ်ရင် message ကိုကနန်း6လုံးကြာလာပါမယ်ထည့်လိုက်ပါမယ်ပြီးသွားဆိုရင်ကိုယ့်ရဲ့နာမည်တစ်ခုထည့်ပါမယ်တစ်လုံးနဲ့ထည့်ရရတယ်အပြည့်စုံထည့်ခြင်းလည်းရပါတယ် passport ကနာမည်ဖြစ်ဖြစ်ကိုယ့်ရဲ့ကတ်တစ်ခုကနာမည်ဖြစ်ဖြစ်ထည့်လို့ရပါတယ်ကျွန်တော်နာမည်တစ်လုံးထည့်လိုက်ပါမယ်ခဏလေးစောင့်ပါမယ် cost ကိုနှိပ်ပါမယ်အလိုနှိပ်ပါမယ်ပြီးရင်ငှားလို့ရပါပြီကိုသွားခြင်းတဲ့နေရာကိုရိုက်ရှာပြီးတော့ငှားလို့ရပါတယ်ဒီအဆက်မဲလေးကိုနှိပ်လိုက်ရင်ကို location ကိုပင်ထောက်တာဖြစ်ပါတယ်15ချက်စီပါတယ်14ချက်စီပါတယ်19ချက်စီပါတယ်6ယောက်ကားစီပါတယ်4ယောက်ကားစီပါတယ်ကိုကြိုက်နေတဲ့ဈေးနှုန်းနဲ့4ယောက်6ယောက်ကားကိုရွေးချယ်လို့ရပါတယ်ပြီးရင် book save နှိပ်ပါမယ်ဒါ2မျိုးဆိုရင်